အားမင်္ဂလာပါဒီနေ့ fuel အတွက်ပတ်စံရှိရတဲ့ CB ham ပြီးရင် farming လုပ်ပါမယ်ပထမဆုံးကတော့ magma fruit ပြောင်းမစားခြင်းတော့ပဲနဲ့ Buddha fruit ကလည်းဒီတစ်လုံးပဲရှိရဆိုတော့ magma fruit မစားဘဲနဲ့ဒီ Buddha fruit ပဲအဆင်ပြေအောင်လုပ်သွားမယ်ဆိုပြီးတော့လေသေးရင်တော့ပွဲလိုက်ပါတယ်ဘာမှရှာမတွေ့ပါဘူး2,000 years later ဘာမှရှာမတွေ့ဆိုမပြောနဲ့တယောက်တည်းတွားလို့လားမသိဘူးဘယ်သူဘာမှဟိုတနားရီခွန်းတော့ကိုရှိရဘာမှရှာမတွေ့ဘူးအဲ့ဒါဆိုတော့ကျွန်တော်လည်းတွေးသမျှလေးကိုကောက်ပြီးတော့ခေါ်လိုက်ပါတယ်ဒီကျွန်တော်ရဲ့ကျွန်တော် random subscriber လည်းမဟုတ်ကျွန်တော်တိကိုမတည်ကျွန်တော်လည်းသူ့ကိုတိကိုမတည်အဲ့ဟိုကျွန်တော်ပါမလားဆိုမေးလိုက်တော့じゃသူလည်းလိုက်မယ်ဆိုတော့သူလည်း2ယောက်တည်းတွားမယ်ဆိုပြီး2ယောက်တည်းပတ်ပါလိုက်ပါတယ်မနေ့ပြောမှဆိုတော့ကျွန်တော်ကန်တော်တော်ကောင်းတယ်သူလည်းတက်ရောလေဘယ်မှဟိုမရောက်သေးဘူးဘာမှလည်းမတွေ့သေးဘူး rough scene နဲ့ရင်တွေ့ရစိတ်ညစ် rough scene နဲ့မို့အနောက်ကရှစ်ရိတ်ကြီးတဲ့တွေ့ပြီးရင်နောက်မှဟိုကောင်လေးကလည်းလိုက်နေဘာရင်မှမသိရောဝါငါ CV လေးဟဲ့မှာမယ်ဆိုဒီမှာ CV ကိုဟန်လို့မရတော့ A few moments later 35မိနစ်လောက်ဝေးပြီးမှပဲအခုမှပဲ rambling water ပေါ်လာရိုး CV မပေါ်ပါဘူး Buddha fruit နဲ့တက်ရခတ်ပါတယ်ဆိုမှဟိုဒီဟာရက်ပေါ်လာတယ်ပြီးတော့ကြတော့ဟိုဘက်ထဲကကျွန်တော်လိုက်လာတဲ့လူကလည်း pirate ကျွန်တော်က marine pirate နဲ့ marine တွေ့ပြီးတော့နှစ်ကောင်ရွာလဲနေရလမ်းလည်းမကောင်းဘူးစိတ်တွေလည်းညစ်ပါတယ်ဘာမှမသိရောအဲတားလေးကိုရင်တက်တာလေးကို edit လေးနဲ့ကြည့်လိုက်ပါBuddha fruit နဲ့ mango fruit နဲ့ဆိုတော့အဆင်ပြေပါတယ်တော်လေးတော့ပြေပါတယ်တော်လေးလည်း10မိနစ်လောက်ကိုတော့10မိနစ်တော့မကြာပါဘူးအလုံးစုံကြာ2မိနစ်လောက်ပေါ့2မိနစ်လောက်တော့တော်တော်ကြာသွားပါတယ်မလည်းအသုံးဆောင်လို့မရပါဘူး Buddha fruit နဲ့ CB ဟန်တာငါလည်းတကယ်စောက်တော့တာမလို့ဟန်တာဖြစ်ပါတယ် CB ကဘလို့ရတူတူရဲ့ logic ကစဉ်းစားလို့မရဘူးတနည်းအားတွေ့ပြီနောက်တစ်ခါထပ်တွေ့အခုဆိုရင်ဟိုမှာ rough scene မဟုတ်ပါ rambling water တွေ့ပြီအခုရိုးရိုး CB တွေ့ဒါကတော့လွယ်တယ်ဆရာကြီးဆို easy ပဲနည်းနည်းတော့ကြာတယ်ဘာလို့လဲဆိုတော့ဘယ်လိုပြောမလဲဘာလို့လဲဆိုတော့ magma fruit user ရရောက်လာလို့ရှင်းလေး magma fruit user ရောက်လာဘေးပြီးတော့ဒီဘက်ကြီးအောင်မှာpirate နှကောင်နဲ့ marine နှကောင်နဲ့ဆိုငါဘာလုပ်လို့ရမှာငါတိမ်မှာပေါ့လို့တကယ်လဲတိမ်မှာပါကြည့်နေလိုက်ပါတိမ်မှာပါငါတိမ်မှမှန်နေတာငါမတိမ်ဘူးပဲငါဆရာကြီးဆိုဘယ်တိမ်မလဲ CV ကတိမ်သွားရပါဘာလို့ CV ကလာတက်တာတိမ်မှာပေါ့ပြီးရင်လေးထပ်မှာပါမယ်အခုကျတော့ CV ကလည်းခဏပေါ်ပါတယ် CV မြင်တာနဲ့ကျွန်တော်လည်းခုန်ဆင်းလိုက်ပါတယ်လေကိုလည်းတွေးနေကောက်ရလိုက်ပါတယ်ဘာလို့လဲဟိုက magma နဲ့ mammo ဆိုတော့သူက CV တန်းနေကျွန်တော် damage မထိလိုက်ရဘူးဆိုပတ်စံတပြားမှလည်းရမှာမဟုတ်လို့ပါကျွန်တော်ငါစိတ်ညစ်လာပြီ block fruit ရအဲ dragon fruit ကို free ပေးနေတာတော့ကြာ dragon fruit လေးနဲ့တော်တာလေးရောက်လာတော့ကြာငါအဆင်ပြေးမနေရော3 versus 1ဒါကတော့တိမ်မှာတေးကြတယ်တိမ်မှာပါကျွန်တော်တိမ်မှာပါဒါနည်းနည်းကိုမဟုတ်တော်ထူးဆန်းနေရဘာလို့သုံးကောင်နဲ့ဒါနဲ့ line နဲ့ကြာသွားလို့ဖြစ်တာပါ VPN ဖွင့်စော်နေရဆိုလည်းတီးခံပေးပါဟိုဘက်က pirate 3ကောင်နဲ့ marine 1ကောင်တော့ကျွန်တော်မသိဘူးဆိုကျွန်တော်ဘယ်လောက်ဆရာကြီးတေးပြီနည်းနည်းစကားတော့မပြီးပါဘူးပေါ့တေးသွားတာဒီမနေအဲ့ဆိုဘာဖြစ်လဲတေးသွားတော့လေကောင်းတာပေါ့လို့ fruit တွေတွားပြီးမယ်ဆိုတော့ roll လိုက်ပါလေကြည့်လိုက်ပါဘာ fruit ပေါက်လဲဆိုတာကျွန်တော်ကတီးပြီးတာအကောင်းသားကြီး fruit တစ်ခုပေါက်တာဆိုတော့လေဘလော့ fruit လည်းတော်တော်ကျေးဇူးတင်ကြပါလေဘာလို့လဲသူများရဲ့ dragon fruit တွေပေးပြီးတော့ကျွန်တော်က light fruit လေးနဲ့နှစ်သိမ့်လို့ပါကျေးဇူးတင်ပါတယ်ခင်ဗျာအဲကျွန်တော်တွားနေရဒီမှာ fruit တွေကိုလုံးဝ special ပိုးပြီးတော့တစ်ခုကိုပြောင်းစားနေတဲ့လူတစ်ယောက်နဲ့တွေ့ပါတယ်ကျွန်တော်အားချပါပါသူ fruit တွေတစ်ခုပြောင်းစားတော့ကျွန်တော် Buddha fruit လေးပြောင်းပါလို့စိုးရင်လို့တော့မစားရရအောင်နောက်တော့ပါနောက်နေ့ကျမှကျွန်တော်ဗီဒီယို10မိနစ်လောက်ကြာတဲ့ဗီဒီယိုတစ်ပုဒ်တင်ပေးပါမယ်အခုတော့ကျွန်တော်ကို like subscribe လေးလုပ်ခဲ့ဖို့တဲ့ကြောင်းတောင်းဆိုချင်ပါတယ်ကျွန်တော်ရဲ့ tablet ရဲ့ way ကလည်းကျွန်တော်ရဲ့ TikTok က follower 3000ပြင်ပေးမှာဖြစ်ပါတယ်